အခုဆိုရင်တော့ကျိုးလေးထိုးပါမယ်ကျိုးထိုးဖို့အတွက်ဒီကွင်းလေးတွေကနေအကလေးကိုထိုးလိုက်မယ်ထိုးပြီးတော့ကျိုးလေးကိုဆွဲကော်လာမယ်ဆွဲကော်လာပြီးတော့ဖူမီတစ်ခါလုပ်မယ်လုပ်ပြီးပြီဆိုလို့ရှိရင်ဒီကွင်းလေးတွေကနေကျိုးလေးကိုဆွဲကော်လာမယ်တိုင်တိုးတစ်ခါထိုးမယ်ပြီးရင်နောက်ထပ်တိုင်တိုးလေးတစ်ခါထိုးပါမယ်ပြီးရင်ဒီကျိုးလေးကိုဒီလိုမျိုးဆွဲယူလာမယ်နော်ဒီလိုမျိုးလေးပြီးရင်တော့ဒုတိယမြောက်ဖုန်မီလေးတွေကနေဒုတိယမြောက်ဖုန်မီကနေဒီနေရာလေးမှာနော်ဒီနေရာလေးမှာတိုင်တိုလေးတစ်ခါထိုးပါမယ်ပြီးရင်တော့ဒီဘက်လေးကဒီနှစ်ခုပေါ့နော်ဒီကျိုးလေးနှစ်ခုဒီကျိုးလေးနှစ်ခုတည်းကိုအက်ကလေးကိုထိုးလိုက်မယ်နော်ပြီးရင်ကျိုးလေးကိုဆွဲယူလာပြီးတော့တိုင်တိုလေးထိုးလိုက်ပါမယ်ပြီးဒီဘက်ချမ်းလေးမှာဒီနှစ်ခုရှိရယ်ဒီနှစ်ခုတည်းကိုအက်ကလေးကိုထည့်ပြီးတော့တိုင်တိုလေးတစ်ခါထိုးမယ်နော်ပြီးဒီဘက်ကလေးကိုပြန်လှည့်မယ်ဒီနှစ်ခုရှိရယ်ဒီကျိုးလေးနှစ်ခုရဲ့ကိုတိုင်တိုလေးတစ်ခါထိုးပါမယ်ပြီးဒီဘက်လေးကိုလဲပြီးတော့ဒီနေရာလေးကကျိုးလေးနှစ်ခုရဲ့ကိုတိုင်တိုလေးတစ်ခါထိုးပါမယ်ပြီးဒီဘက်လေးကိုလည်းဒီနှစ်ခုတည်းကိုတိုင်တိုလေးတစ်ခါထိုးပါမယ်ပြီးရင်ဒီဘက်ချမ်းလေးတွေကဒီနေရာလေးမှာတိုင်တိုလေးတစ်ခါထိုးပါမယ်အဲ့လိုမျိုးလေးပဲဆက်ပြီးတော့ထိုးသွားလိုက်မယ်နော်ထိုးသွားလိုက်မယ်ဆိုရင်ဒီမှာတော့လက်ထိတ်လေးဆိုတော့ပေါ့နော်10 လက်မလောက်ထိုးလိုက်ပါတယ်ပြီးရင်ကိုလိုချင်တဲ့အရှည်ကိုကိုပါတက်ကိုထိုးပါနော်ဒီမှာတော့လက်ချိတ်လေးပဲဆိုတော့30လောက်ထိုးပြထားပါတယ်ပြီးလို့ရှိရင်ကျိုးကိုရှည်လေးပေါ့နော်ညှက်လိုက်ပါမယ်ပြီးရင်တော့ချုပ်အပ်လေးနဲ့ဒီနောက်ထပ်ဒီဂျိတ်ကလေးနဲ့ကိုတွဲချုပ်ပါမယ်တွဲချုပ်လို့ရှိရင်လည်းကိုချုပ်တတ်တယ်လို့ပေါ့နော်လှလှလေးဖြစ်အောင်တော့ချုပ်ပေးပါနော်ဒီလိုမျိုးလေးကျိုးလေးကိုရင်ထည့်လိုက်မယ်ဒီမှာချောပြသွားတယ်လို့မျိုးလေးပေါ့နော်ဖြည်းဖြည်းချင်းတစ်ချက်ချင်းနေပေါ့နော်လိုက်ချုပ်ကြည့်ပါကိုကလည်းကိုအဆင်ပြေတယ်လို့မျိုးပေါ့နော်လှလှလေးဖြစ်အောင်ချုပ်သွားလို့ရှိရင်ရပါတယ်ဦးတော့ချောပြသွားတယ်လို့မျိုးလဲချုပ်လို့ရပါတယ်တကယ်လို့ကိုအဆင်ပြေတယ်လို့မျိုးလှလှလေးတွေ့ချုပ်မယ်ဆိုလည်းရပါတယ်နော်တင်းလေးဆွဲပြီးမှကျိုးကအဲ့လိုမျိုးဟိုဘက်ဒီဘက်ပေါ့နော်လှုပ်မနေမှာပါဒီလိုမျိုးလေးကျိုးလေးတွေကိုဟိုတပြန်ဒီတပြန်ပေါ့နော်လိုက်ချုပ်ပေးလိုက်ပါမယ်
ကျိုးနည်းနည်းတင်းတင်းလေးဆွဲပေးပါနော်